လေးပြောရင်မျက်စိမိတ်ထားကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွဲကနေပါစင်မောကလှမ်းကြည့်တဲ့အခါခေါင်းငုံငုံထားကြည့်မိလို့ကြိုက်သွားရင်ကြွယ်တာဝမယူခင်မင်းမစင်စားထားရင်ရှေ့ကိုလာပါလုံနာလေးတော့ခက်ကသိငယ်နိုင်ပါစေရုပ်သားတဲ့ယဉ်နီးမှုတွေရရင်ပြမအစင်တလို့ချင်ကြီးကြွယ်တာဝမယူကြောင်ညာရီထဲမှာစားဆောင်ရီထဲမှာကျွန်တော်ရဲ့ဓာတ်ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်လူပုံလေးချမှာကြုံဆုံးလာတဲ့အခါလူယူသားတာမမီရင်လေးနဲ့ငါခေါ်ပါနာမည်လေးမေးလို့တွားရင်ခွန်းလို့ပါကွာအုံနောက်ကမရတာလည်းများနေပြီဗျာပြုံးပြလုံးနှုတ်ဆက်ပြီးရင်လေကပြမကြည့်မီလို့ကြိုက်သွားရင်ကြွယ်ကောင်းမီ